နေစားတယ်တွင်ညီချင်းကြောင့်ဒုက္ခဖြစ်တယ်တဏှာဟာဒုက္ခရဲ့လက်သေးပဲဝေးပြီးရင်သေဆုံးရမယ်ဖြစ်ပြီးရင်ပြဲရမယ်ဒါဟာလောကသဘာဝပဲအိမ်မပြောသူတွားညတာရှိလာတယ်မောပနေသူတွားခရီးဝဲလုံးနဲ့တရားမရှိသူတွားအမနဲ့ညီတွေဝါမပူလောင်ခြင်းနဲ့တန်တရားလေမစောက်ပါမနေမယ်မယောမတင်ခြင်းမယ်တီးတရီနဲ့နေမယ်ဒုက္ခမလို့မြောက်မယ်စာရှိရင်ဆုံးရှိမယ်မောင်ရှိရင်လေးရှိမယ်မကင်လန်သာလို့မြောက်ရပဲမကောင်းမှုကိုရှောင်ကွယ်ကောင်းမှုကိုဆောင်မယ်စိတ်ကိုဖြူအောင်ထားမယ်တန်တရားကလူမြောက်ဖို့ကြည်ရွယ်အိမ်မပြောသူတွားညတာရှိလာတယ်မောပနေသူတွားခရီးဝဲလုံးနဲ့တရားရှိသူတွားမပူလောင်ခြင်းနဲ့တန်တရားလေအိမ်မပြောသူတွားညတာရှိလာတယ်မောပနေသူတွားခရီးဝဲလုံးနဲ့တရားမရှိသူတွားအမနဲ့ညီတွေဝါမပူလောင်ခြင်းနဲ့တန်တရားလေဝါမပူလောင်ခြင်းနဲ့တန်တရားလေဝါမပူလောင်ခြင်းနဲ့တန်တရားလေ